ရှုပ်ထွေးလာတဲ့ရန်ကုန်မြို့ကြီးတနေရာချင်းတောင်ကနေစစ်ဆောင်လာတဲ့လူပြူကြီးဆလိုင်းပေါင်နဲ့သူ့တူလေးတို့ဟာအင်းစိန်ကသူ့ရဲ့တငယ်ချင်းဒေါ်နန်းတို့စီလာနေကြဖို့ဖိတ်ခေါ်တာနဲ့အောက်ပြီးအောက်ရွာကိုရောက်လာကြတဲ့ဒုက္ခသည်ခရီးစဉ်ပေါ့ကွယ်စစ်ဆောင်ဖို့လာတာဒီမှာကားတွေပါထက်ဆောင်ရတော့မယ်တူတယ်တူလေးရေတတိထားဟာဒေါ်နန်းတို့အိမ်လာဟေးငါနဲ့တငယ်ချင်းပေါ့ပါဟာအေးတကားစိတ်ထားတယ်လာကြညုံနေတာကြာရောပေါ့ကိုအိမ်လိုပဲသဘောထားနေကြနော်ပေါကလူပြူကြီးပဲမလားဒါနဲ့ဒီကလေးရဲ့မိဘတွေကိုမရှိကြတော့ဘူးတန်ရဲ့ပြောရရင်တော့ရှီကြီးပဲဟဲတားလေးရဲ့အဲ့ဒါခရီးတဲ့တင်လေရင်ပါဒီနာကလေရင်ကွင်းနဲ့နီးတယ်လေနေ့တိုင်းဒီလိုပဲအသက်အဆင်းရှိတယ်မကြောက်နဲ့နော်မကြောက်နဲ့ဘာမှမဖြစ်ဘူးဟုတ်တယ်နန်းရဲ့ကလေးကလေရင်စိတ်တန်ရာရနေပြီငါတို့ကြုံခဲ့ရပုံကဒီလိုမျိုးကွယ်ငါတို့ချင်းပြည်ပလက်ဝမြို့ခုမီဒေတာရဲ့တောင်ရတစ်ခုမှာပေါ့ချင်းရိုးရာကောက်တဲ့စားပွဲမီးပုံပွဲပြုလုပ်နေကြတော့ဖေဖေကြီးကောင်းကင်မှာပါကြည့်တယ်မသိဘူးမြက်နေမှာပါကွယ်တမီးနဲ့ထူထီကြမဟေးဟာဒုက္ခတော့ရကုန်ကြမှာပဲမီးတွေအလုံးနဲ့အဲ့ဒီညမှာပဲဒီကလေးရဲ့မိသားစုမိဘနှစ်ပါးဆွေမျိုးသားချင်းအားလုံးတည်ဆုံးကြရတာပေါ့ကွယ်စိတ်မကောင်းစရာကွယ်တကယ်တော့ဒီကာလကြီးထဲမှာလူစုလူဝေးပွဲလန်းတဲ့ပင်တွေမလုံးသင့်ဘူးလေချောင်းအန်ဒီရဲ့အတွက်တတိထားစရာအချက်တွေရှိတယ်ဆရာလုပ်တယ်လို့တော့မထင်ပါနဲ့နော်နံပါတ်1ကင်ခေါင်မိုးများကိုဖုံးအုပ်ပါသူ့မိုးများသည်နေအောင်ဟပ်ပါကတောက်ပနေပြီးလေရင်မှအလွယ်တကူမြင်နိုင်ပါသည်နံပါတ်2အဝတ်အစားအယောင်တောက်ပြောင်သောအယောင်များဝတ်ဆင်ခြင်းကိုရှောင်ကြည့်ပါတဘာဝနဲ့ရောထွေးနေမိအယောင်များကိုသာဝတ်ဆင်ပါနံပါတ်3ညဘက်မီးအောင်တတိပြုပါညအချိန်တွင်မီးဖိုမီးဓာတ်မီးဖုံးမီးများကိုအပြင်ဘက်သို့ဟာလာဟင်းလင်းမထွန်းပါနဲ့နံပါတ်4ဘုံချေခံရလေရင်ဘက်ကိုမြေချင်းနဲ့မကပ်ပဲတောင်စစ်နှစ်ဒူးကိုထောက်ထားပါဘုံပေါက်ကွဲတံကြားရမည့်အခြေအနေတွင်ပါဇက်ကိုအနှဲငယ်ဟထားခြင်းကနားစီကွဲခြင်းမှကာကွယ်ပေးနိုင်ပါသည်အသက်ရှင်ကြံရည်၍စိတ်ဒဏ်ရာရရှိသူတွေအတွက်နံပါတ်1လုံခြုံမှုနှင့်တည်ငြိမ်မှုကိုဦးစွာပေးပါ2ခံစားချက်များကိုနားထောင်ပေးပါရင်ဖွင့်စေပါ3ကစားခြင်းပုံဆွဲခြင်းအမှုပညာဖြင့်ကုစားပါ4ကျွမ်းကျင်သောစိတ်ယောဂဆရာဝန်များနှင့်ပြသပါခုလိုပြောပြလို့ကျေးဇူးပါနန်းကြီးငါတော့နင်ပြောတာတွေနားထောင်ပြီးစာလေးတစ်ကြောင်းရေးဆက်မိတယ်ကြောက်စိတ်ကိုဖဲတတိတွေ
အန်ဒီရဲ့ဟူသည်မြဖက်ကြော်မယ်